မေဟိုအတက်ကဘယ်လောက်ရှိပြီလဲ ဒီမှာဟုတ်55 55လား ဟုတ်ကဲ့ အဲ့တော့ဒီအိမ်လေးမှာပဲနေရတော့ဗောလား ဟုတ်ကဲ့ ဩဟုတ်ပြီသားသမီးတွေရောရှိလား ဒါနည်းတရားရှိတယ် ဟုတ် အဝေးမှာ အဝေးမှာလားအမေကိုထောက်ပံ့သေးလား မထောက်ပံ့ ဟုတ်ပါ ထောက်ပံ့တာများတာပေါ့မရဘူးဆက်မရောက်တာများ ဩအဲ့လိုလား ဟုတ်ကဲ့ အဲ့တော့ဟိုစားဖို့တောက်ဖို့ကြတော့ဘယ်လိုလုပ်လဲ ဒီနာပတ်ဝန်းကျင်က ကျွေးတာဗောဩပေါင်းညာအမေထောက်ပံ့ပေးရမှာနော် ဒီမှာ ဩ ဒီမှာအမတရားအကောင်ညီမတရားဆရာမပေါင်းရအောင်ပြန်လာရင်ခံမိုးလို့ပါတယ်လည်းပေါ့ ပေးတာဗောနော်ဟုတ်ကဲ့ဟုတ်ကဲ့မေအိမ်ရလဲဒီလိုလေးဖြစ်နော် ဟုတ်ကဲ့ ဒါတော့ဒီနေ့အဲတောင်ဆုံးပါနော်တောင်ဆုံးကပေါက်ပွဲပါမှာအလှလေးလာလုပ်ပေးရမယ် ဟုတ်ကဲ့ အဲ့တော့ဒါအမေတို့ပေါ့နော် ဟုတ် အလှငွေလေးလာလုပ်ပေးတာဒါလေးတွေလည်းဖာမယ်အိမ်ကလည်းတော်တော်လေးဟိုဖြစ်နေနော်ဒီမှာပြိုပြီးတော့အဲ့လိုတွေဖြစ်နေတာပြောတယ်အမေအိမ်လေးလုပ်လို့ရအောင်ဒါအလှငွေလေး3သိန်းလူခဲ့မယ်နော်မေနော် ဟုတ်ကဲ့ အမေ3သိန်းပါအမေအလှရှင်လေးစတော့မအောင်မေ အေးဒီနေ့မကားလို့နိုင်ရပါလေလိုက်ရတော့ရရှိရလေ ပေးရစပဲအမေ3သိန်းရတော့ဘယ်လိုခံစားရလဲ ပြောတာပေါ့ ပြောတော့ပါတော့မေနော်โอเคโอเคအိမ်လေးပြင်လိုက်တော့မေနော်အမူလေးတွေမူလိုက်နော်မေနော်โอเค